တော်ရင်နည်းနည်းလောက်ရှင်းပြပါအောင်အချင်းนี่ကောင်ကဘာလို့ပြီးမှဘာပြဿနာဖြစ်တာလဲပေါ့ဘယ်လိုရှင်းဘယ်လောက်ပြီးပြီလဲစအဆိုးဆိုတော့ဒီကောင်လေးကစီယူတာပေါ့နော်စီယူတာဒီကောင်ကတိုင်မင်ကာပါအပေါ်ပေါ့အောက်မှာလည်းတိုင်မင်ကာပါရှိတယ်အကောင်လည်းစီယူတာပေါ့ဆိုတော့ engine က transfer လုပ်ထားတယ်ဆိုတော့နည်းနည်းလေးကျဉ်ကျက်ဒီဘက်ကိုဖြုတ်ပေးပါလောက်ရတယ်မစိုးတော့ဆရာကြီးတော့ဒီမှာတတိထားရမှာအဒီ main ပူလေးပေါ့နော် main ပူလေးကိုတတ်တဲ့ဟာကဒါကြီးချောင်းတတ်တယ်ဗျအမောင်ဟောသူ့ရဲ့တိုင်မင်ကိုဒါလေးဖြုတ်လိုက်တော့တိုင်မင်ကိုနည်းနည်းလေးလွဲသွားတတ်တယ်လွဲမလွဲသိချင်တယ်ဆိုရင်တော့ဒီကောင်လေးကိုဖြုတ်ပြန်ကျက်တဲ့ခါမှာလက်လေးနဲ့အဆုံးထိအေးစေးကျက်လို့ရတယ်ဆိုရင်တော့တိုင်မင်ဟောပေါ့ဟိုတိုင်မင်သွားကသူ့နေရာနဲ့သူရှိတယ်ပေါ့တကယ်လို့ဒီလိုလက်နဲ့အေးစေးကျက်လို့မရဘူးကျက်ရတာဟိုခက်တယ်ဆိုပေါ့ဥမာ